သို့တော့သမထဆိုတာဘယ်လိုကျင့်ရတယ်ဝိပဿနာဆိုတာဘယ်လိုကျင့်ရတယ်လို့လူတိုင်းသိကောင်းခြင်းမှသိမယ်မိမိလုပ်နေတဲ့ meditation ဒီသမထ meditation လားဝိပဿနာ meditation လားဆိုတာလည်းကွဲကွဲပြားပြားသိကောင်းမှသိလိမ့်မယ်အဲ့တော့ဒီနှစ်ခုဟာရှင်းရှင်းလင်းလင်းကွဲကွဲပြားပြားသိထားဖို့မလိုအပ်ဘူးလားလိုအပ်တယ်ကိုကျင့်နေတဲ့ကမ္မထာအလုပ်တို့ meditation ဟာသမထလားဝိပဿနာလားဒါကိုရှင်းလင်းပြောပြဖို့ရအတွက်ရှင်းဥစွာသမထဆိုတာဘာလဲဆိုတာသိဖို့လိုသမထဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကသံပင်ကျင့်ဘက်တရားများကိုငြိမ်သက်သွားအောင်ပြုလုပ်ခြင်းလို့အဓိပ္ပာယ်ကငြိမ်သက်စေခြင်းတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်စိတ်ရဲ့ရောက်ရခန့်နေမှုကိုငြိမ်သက်စေခြင်းလူတွေမှာစိတ်ထဲမှာ excitement ဆိုတဲ့စိတ်ရဲ့လှုပ်ရှားမှုရောက်ရခန့်မှုတွေရှိတတ်တယ်စဉ်းစားကြည့်တော့လောဘဖြစ်ရင်လည်းစိတ်မငြိမ်ဘူးမဟုတ်လားရောက်ရခတ်တာဒေါသဖြစ်နေရောရောက်ရခတ်တာပဲမောဟဖြစ်လို့မလုတ်တဲ့နာနဲ့လုတ်တဲ့နာခွဲခြားမသိဘူးမလုတ်တဲ့နာတွေလုတ်တယ်လုတ်တဲ့နာတွေမလုတ်ဘူးဆိုတဲ့အခါမှာလည်းစိတ်ကရောက်ရခတ်တာပဲအဲ့တော့ဒီသဘောဝတရားတွေစိတ်ထဲမှာပေါ်နေလို့ရှိရင်စိတ်လေးကငြိမ်သက်နေတာမဟုတ်ရောက်ရခတ်တယ်အဲ့ဒီရောက်ရခတ်နေတဲ့စိတ်ကလေးကိုငြိမ်သွားအောင်ကျင့်တဲ့အကျင့်သမထလို့ခေါ်ဒါကြောင့်မို့ကျမ်းဂန်များမှာနိဝရဏဓမ္မေစိတ်ကိုပိတ်ဆို့ထားတယ်ကုသိုလ်စိတ်မဖြစ်ရအောင်ဆိုးပိတ်ထားတဲ့နိဝရဏတရားတို့ကိုသမေတိငြိမ်သက်သွားစေတတ်၏အဋ္ဌသမာထို့ကြောင့်သမထောသမထဆိုတာစိတ်ထဲမှာကုသိုလ်တွေဖြစ်မလာအောင်ဆိုးပိတ်ထားတဲ့နိဝရဏတရားတွေကိုငြိမ်သွားအောင်လုပ်ပေးတဲ့စွမ်းရည်တတ္တိရှိတဲ့တရားလို့ဒါလို့ဆိုလို့အဲ့ဒါသမထဝိပဿနာဆိုတာကြတော့ဝိဆိုတာထူးထူးခြားခြားပဿနာကြည့်တတ်တယ်မြင်တတ်တယ်တာမန်မြင်ရုံမြင်စဉ်မဟုတ်ဘဲနဲ့ထူးထူးခြားခြားကြည့်တတ်မြင်တတ်လာတယ်ဘယ်လိုထူးခြားတော့ခါတိုင်းမြင်တဲ့အခါကျတော့ကိုပိုင်တယ်ငါကောင်ကငါပိုင်တယ်လို့မမြင်ဘူးလားမှန်ပါဗျာအေးလူဘဝကြီးကိုလည်းချမ်းသာတယ်လို့မမြင်ဘူးလားမှန်ပါဗျာမြင်တယ်ကိုစင်ထာဝရမြဲနေတယ်လို့မစင်စားမိလို့ရှိရင်ကိုမြဲနေတယ်အရာခတ်သိမ်းဟာမြဲနေတယ်လို့စိတ်ထဲမှာထင်တယ်ဆိုလိုတာကမြဲတယ်လို့မြင်တယ်ချမ်းသာတယ်လို့မြင်တယ်ကိုပိုင်တယ်လို့မြင်တယ်အဲ့ဒီအမြင်တွေကတာမန်မြင်ရောမြင်စဉ်မှားရွေးတဲ့အမြင်တွေအဲ့ဒီအမြင်တွေတဲ့ထူးပြီးတော့ထိုအမြင်မျိုးနဲ့ဆန်းကျင်ပြီးတော့မမြဲဘူးဆိုတာတွေမြင်လာတယ်တကယ်ချမ်းသာမဟုတ်ဘူးဆင်းရဲဆိုတဲ့သဘောတရားတွေမြင်လာတယ်ကိုမပိုင်ဘူးဆိုတာတွေကိုမြင်လာတယ်အသေးစိတ်အဲ့ဒီလိုမြင်လာတဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တာနော်မမြဲတဲ့သဘောဆင်းရဲတဲ့သဘောစိုးမပိုင်တဲ့သဘောဒီလက္ခဏာ၃ရပ်နဲ့ဆက်ပြီးတော့ရှုမြင်တတ်တဲ့ကြည့်ထက်မြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်အဲ့တော့စိတ်ရောက်ရခတ်နေတာကိုငြိမ်သွားအောင်သမထကျင့်စဉ်ဆိုတာလည်းကျင့်တယ်ထူးခြားတဲ့အမြင်မရှိဘဲနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတာမဖြစ်နိုင်ဘူးထူးခြားတဲ့အမြင်တစ်ခုကိုရဖို့ရအတွက်ဝိပဿနာကျင့်စဉ်ဆိုတာကိုလည်းကျင့်ရတယ်
သို့တော့ဒီနှစ်ခုဟာအာယုံချင်းမတူဘူးတဲ့စိတ်အခြေပြုတဲ့နေရာချင်းမတူဘူးစိတ်ရဲ့အာယုံကို object လို့ခေါ်တယ် object ချင်းမတူဘူးလို့ပြောတာနော်သမထရဲ့အာယုံကအပေါ်ယံပြည့်ညက်လူတွေအမြည်တက်ထားတဲ့အတိုင်းပေါ်မှာစိတ်ကိုငြိမ်ကောင်းလုပ်ထားတယ်ဆိုလိုတာကပညာကိုအာရုံပြုတယ်ပညာဆိုတာအမှန်တရားတော့မဟုတ်ဘူးဥပမာမဲ့လူတွေကဒါအဖြူလို့သတ်မှတ်ထားရင်ဒီအဖြူပဲအနီလို့သတ်မှတ်ထားရင်အနီအဝါလို့သတ်မှတ်ထားတာကိုအဝါအညိုရောင်လို့သတ်မှတ်ထားရင်အညိုဟောကာလာနဲ့ပတ်သက်ပြီးလူတွေအများစု general consensus လို့အများကအသိမှတ်ပြုလက်ခံထားတဲ့အပေါ်မှာအခြေပြုပြီးစိတ်ကလေးငြိမ်အောင်လုပ်တယ်လောကမှာကြီးကျယ်တဲ့ဓာတ်ကြီး၄ပါးအင်အားစုကြီး၄ခုမြေရေလေမီးဓာတ်ကြီး၄ပြအဲ့ဒီမြေကိုအာယုံပြုပြီးတော့ပထဝီကတိုင်းလို့ခေါ်တာပေါ့မြေဆိုတဲ့အမြည်ပြည့်ညတ်သဘောပေါ်မှာအခြေစိုက်ပြီးတော့စိတ်တည်ငြိမ်အောင်လုပ်တယ်ဒါပထဝီကတိုင်းရှုတယ်လို့ခေါ်တယ်ရေဆိုတဲ့အမြည်ပြည့်ညတ်ပေါ်မှာအခြေပြုပြီးတော့စိတ်ကိုငြိမ်သက်အောင်ကြိုးစားတယ်လေပေါ်မှာအမြည်ပြုပြီးတော့လေပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့လေရဲ့တိုက်ခတ်လှုပ်ရှားမှုပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့စိတ်တည်ငြိမ်အောင်လုပ်တယ်ရေပြင်ပေါ်မှာစိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့စိတ်ကိုတည်ငြိမ်အောင်ကြိုးစားတာဟောမြေရေလေမီးတစ်ခုခုစိတ်ကိုငြိမ်အောင်အခြေပြုထားတဲ့ဓာတ်ကြီးလေးပါအဲ့ဒီဓာတ်ကြီးလေးပါအသွင်ကဏ္ဍလေးကိုအာရုံပြုပြီးတော့စိတ်ကိုငြိမ်သက်အောင်လုပ်တယ်ဒါဝိပဿနာသမထချင်းစဉ်ကတည်းကလာတယ်သမထကိုအနည်းနဲ့မသိတဲ့ပုဂ္ဂိုလ်တွေကျတော့ဘာဖြစ်တော့ဆိုရင်ပတိလေးစိတ်ပြီးတော့ဒီနေ့ကိုအရဟံဂုံတော်7ပတ်ပတိပတ်အာယုံပြုပြီးတော့ပတိလေးပတ်နေတာကိုပဲသမထလို့ခေါ်နေကြတယ်နော်ပฏิပတ်ကလေးစိတ်နေတာကိုသမထလို့ခေါ်တယ်ဂါထာတွေရွတ်နေတာကိုသမထလို့ခေါ်နေကြတယ်သူတို့ရောစိတ်ငြိမ်သက်မှုကိုမပေးနိုင်ဘူးလားဆိုပေးနိုင်တဲ့လောက်တော့ပေးပါတယ်ဒါပေမဲ့တကယ်မှန်ကန်တဲ့ systematically ပေါ့တကယ်စနစ်တကျသမထချင်းစဉ်တစ်ခုကိုကျင့်ဖို့လို့တချို့ကလည်းသမထနဲ့နိဗ္ဗာန်မရောက်ဘူးသမထမကျင့်ကောင်းဘူးလို့ဆိုလို့ပြောတာမျိုးတွေလည်းရှိတယ်အမှန်ကတော့သမထလည်းဘုရားဟောထားတာကျင့်ကောင်းပါကျင့်ရတယ်မြတ်စွာဘုရားကိုယ်တိုင်လည်းသမထအကျင့်ကျင့်တာပဲသမထလည်းကျင့်ရမှာပဲဝိပဿနာလည်းကျင့်ရမှာပဲဒီလမ်းစဉ်နှစ်ခုစလုံးကိုမြတ်စွာဘုရားကလက်ခံပြီးတော့ကျင့်သုံးတယ်သို့တော်ရွယ်ချက်မှန်ရအခုကြီးကဂါထာရွတ်ပြီးတော့ပရိစိတ်နေတာကိုသမထလို့ဆိုတော့သမထရဲ့ခုံဟာသေးသိမ့်နေပေါ့သမထခုံကအမတန်သေးသိမ့်တော့သမထဆိုတာအစစ်မြင့်နေတော့အစစ်မြင့်တဲ့သမာဓိဖြစ်စဉ်တစ်ခုပဲမြတ်စွာဘုရားကိုယ်တိုင်ကိုကဘာဝိတ္တပပွားများအထောက်ရမယ်တရားနှမျိုးတဲ့အဲ့ဒီတရားနှမျိုးဆိုတာဘာလို့ဆိုရင်သမထနဲ့ဝိပဿနာဒီလိုဟောထားတယ်နော်သမထနဲ့ဝိပဿနာအဲ့တော့သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးဆိုလို့ရှိရင်ခုနကပြောရတဲ့ပညာအာယုန်တစ်ခုခုပေါ်မှာအခြေပြုရပရမတ်အာယုန်ပေါ်မှာအခြေပြုတာမဟုတ်ဘူးပညာပေါ်မှာအခြေပြုတယ်ဓာတ်ကြီး၄ပါးပေါ်မှာအခြေပြုလို့လည်းရတယ်ကာလလို့ခေါ်တဲ့အဆင်းရောင်၄မျိုးပေါ်မှာအခြေပြုလို့ရတယ်အာကာသလို့ခေါ်တဲ့ space ၄ဟာပြင်ကိုလည်းအခြေပြုလို့ရတယ်အာလောကလို့ခေါ်တဲ့အလင်းရောင်ပေါ်မှာလည်းအခြေပြုလို့ရတယ်ဒါကတိုင်းခေါ်
အဲ့ဒီကတိနာ object ဒီပေါ်မှာအခြေပြုပြီးတော့သမထကျင့်စဉ်တစ်ခုကျင့်လို့ရတယ်တော့မဟုတ်လို့ရှိရင်လူတိုင်းဟာ24နာရီအသက်ရှူနေကြတာဖြစ်သောကြောင့်မိမိနှာခေါင်းကထွက်နေတဲ့ထွက်လေဝင်လေကိုအခြေပြုပြီးတော့လေသမထကျင့်စဉ်တစ်ခုကျင့်လို့ရတယ်ခဏဘုရားကုံတော်ပွားပြီးသမထကျင့်စဉ်ကိုကျင့်လို့မရဘူးလားဆိုရသို့တော့ဆံရနိုင်လောက်အောင်မဖြစ်ဘူးဘာဖြစ်လို့မဖြစ်ဘုရားကုံတော်ဆိုတာအလွန်လေးနဲ့ဂုဏ်တော်ကိုမရောက်ဘဲနဲ့အရဟံဘုရားကုံတော်ကိုအာယုံမရောက်ဘဲနဲ့စလုံးပေါ်မှာပဲသို့မဟုတ်ပတိလုံးပေါ်မှာပဲဆက်ရောက်နေလို့ရှိရင်တော့ဒါဘုရားလူတတိလို့ခေါ်ဖို့တောင်မှပဲအပြည့်ဝခေါ်ဖို့ခက်တယ်ပေါ့နော်ညသောအချင်းအရဟံဆိုတာဘာမှမသိဘူးသိုးနေတယ်ဆိုပြီးရင်တစ်ထောင်ပြည့်အောင်စိတ်နဲ့ဆိုအရဟံတစ်ထောင်ပြည့်အောင်ဆိုတယ်ဘာနဲ့သတ္တုတွေတော့ဆိုမန္တရရွတ်နေတာနဲ့သတ္တု